ဟုတ်သူတို့ဆိုအရင်ပြောရဟုတ်ကဲ့ညီမအဖေနဲ့အမေကကြောင့်နေမှာပေါ့နော်အဖေနဲ့အမေကနေမှာရန်ကုန်မှာတယောက်တည်းကျောင်းလာတက်နေရတယ်အဆောင်မှာလည်းနေရပေါ့နော်အဆောင်မှာလည်းနေရတခါကျရင်တော့အခက်ခဲတော့အများကြီးရှိရယ်ကိုမခံနိုင်တော့အခက်ခဲလည်းရှိခဲ့တယ်ဒါပေမဲ့ကိုအိမ်မက်ကိုဘယ်လိုမှလက်လွတ်ဆုံးရှုံးမခံနိုင်လို့ညီမအိမ်မက်လေးကိုပဲစောက်ကင်ပြီးတော့ညီမဒီခြေလန်းဒီညီမတက်လာခဲ့ရပါတော့ဟုတ်အဲ့လိုပဲဟုတ်ကဲ့မြန်မာအိုင်တော့ရွေးချယ်ဖြစ်တယ်ဆိုတာလည်းညီမအကြောင်းဒီနှစ်ဆိုရင်ညီမအကြောင်းပြီးတော့ရပါတော့အကြောင်းပြီးရဲ့အချိန်မှာဒီမြန်မာအိုင်တော့နဲ့တူဟာဒါကိုတော့ခွင့်ရပဲဆိုပြီးတော့လုံးဝလက်မလွတ်ဘူးဆိုပြီးတော့မြန်မာအိုင်တော့စမယ်လို့ချိန်ညာပြီးကြရညီမအဲ့ကြရအရင်exciting ဖြစ်နေခဲ့ပြီပေါ့နော်ပထမဆုံးလုံမယ်လို့လုံလဲလုံကောပြိုင်မယ်အဲ့လိုလုံတဲ့အခါမှာမိသားစုအခြေအနေမှာရောအမေကလေဖြန်းတဲ့သူဖြစ်တော့ကျွန်တော်အဲ့လိုမျိုးအခြေအနေမပေးခဲ့ဘူးပေါ့နော်ဒါမဲ့လက်မလွတ်ခဲ့ဘူးစောက်ကင်ခဲ့တယ်ဆက်လက်ပြီးတော့တွားခဲ့တယ်ဆက်လက်ပြီးတော့ fight ခဲ့တယ်အဲ့ judge audition မဟုတ် pre-casting မှာဆိုလို့ရှိရင်အဲ့ဒီနေ့ဆိုလို့ရှိရင်အစင်ဦးမပြေဘူးလာဖို့အချိန်လေးဒါမဲ့ဆွတောင်းတယ်ဖျားလို့ကဲပါမဆပါဒါသမီးရဲ့အိမ်မက်ဖြစ်တယ်ကဲပါသမီးဆက်သွားချင်တယ်ဆက် fight ချင်တယ်ဒီကိုယ့်အိမ်မက်ကိုအကောင့်ထိဖို့ချင်တယ်ပေါ့နော်အဲ့လိုဆွတောင်းပြီးတော့လာခဲ့တယ်အဲ့မှာအစဉ်ပြေချုံးမွေးစွာနဲ့judge audition pre-casting နဲ့အောင်ခဲ့ပေါ့နော်အဲ့လိုနဲ့ပဲတစ်စင်ပြီးတစ်စင်ဟောက်တလန်းခဲ့ရပါဟောအခက်ခဲတော့အများကြီးပါပြောလို့ရှိရင်တော့ဒီကလူတွေနားထောင်နေမှာမဟုတ်ဟုတ်ကဲ့အဖေနဲ့မေကကျတော့အနောက်ကနေအမြဲဆွတောင်းပေးရပေါ့နော်အာမငင်နဲ့တယောက်တည်းနေတဲ့အခါမှာလည်းအာမငင်နဲ့ဖျားသခင်ရှိရဲပေါ့နော်အဖေနဲ့မေကလည်းမလာနိုင်ဘူးဆိုမှလည်းအာမငင်ပါနဲ့အနောက်ကနေအမြဲဆွတောင်းပေးရဲအဲ့လိုအမြဲအားပေးခဲ့ရရှင်ဟုတ်ဟုတ်ကဲ့တယောက်တည်း fight နေရပဲမောင်ဘေးနားမှာအဲ့ judge audition တော့စမောင်လေးရှိခဲ့ပေါ့နော်မောင်လေးရှိတော့အရင်ကိုယ့်ရဲ့မိသားစုဝင်တယောက်ရှိသေးရဲ့ဆိုတော့နည်းနည်းအဲ့မှာတော့စိတ်ခံတာသေးတယ်ဒါမဲ့အဲ့လိုမျိုးတစ်စင်ပြီးတစ်စင်တက်သွားတဲ့အခါမှာကျွန်တော်နည်းနည်းအခက်ခဲတွေကပြီလာဒါမဲ့ဒါကိုယ့်ရဲ့အိမ်မက်ဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝလက်မလွတ်သင့်ဘူးဆိုပြီးတော့လက်မလွတ်ချင်ဘူးဆိုပြီးတော့ညီမစောက်ကင်ပြီးတော့တက်လာခဲ့အဲ့ top finalist result ထွက်လာတဲ့အချိန်ကျလုံးလုံးကြီးဖြားသွားတာလုံးဝမျက်လုံးတွေဆိုနီးရဲပြီးတော့လေလူကစကားတော့မပြောချင်ဘူးစကားတော့မပြောနိုင်ဘူးအဲ့လိုတော့ဖြစ်သွားပါဘောနော်ဒါမဲ့ top finalist ရောက်သွားတဲ့အတွက်ညီမအရင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ညီမကကျတော့ဒီတဆင့်ပြီးတဆင့်ပေါ့နော်တက်သွားတဲ့အခါမှာငိုရယ်ဆိုတော့ judge audition တော့ကျတော့တကယ်ရင်ခုန်ခဲ့ရပြီးတော့လာတဲ့သူတွေကလည်းတငယ်ချင်းတွေဆိုလို့ရှိရင်အဲ့လိုတငယ်ချင်းတွေပါတဲ့သူတွေရှိရယ်မိဘတွေပါတဲ့သူတွေရှိရယ်ညီမကျတော့မောင်လေးတယောက်တည်းဆိုတော့လေနည်းနည်းတော့အားငယ်အဲ့ချိန်မိဘကိုအရင်တတိရတယ်အဲ့မှာတော့ကိုလက်ကနေပြီးတော့စိတ်မကောင်းပါဘူးလို့ပြောချင်မှငိုချတာပေါ့နော်မပါတော့ကိုယ့်ရဲ့အိမ်မက်လေးတော့တောင်းပါပြီဆိုပြီးတော့ငိုချခဲ့ဒါပေမဲ့ group မှာကျတော့ကို3မိနစ်စာလေးတော့ပြန်ခဲ့ရကွယ်အကုန်လုံးကစူးစမ်းပန်းစားနဲ့လှုပ်ခေးကြပြီးတော့ကိုတငယ်ချင်းအရင်စူးစမ်းတဲ့တငယ်ချင်းတွေကျတော့ပါစေချင်တယ်တယောက်လောက်တော့အဲ့စူးစမ်းပြီးတော့မပါတဲ့တငယ်ချင်းတွေအရင်စိတ်မကောင်းဖြစ်သွားတာပေါ့နော်ဒါပေမဲ့နောက် next level ကျလို့ရှိရင်ညီမလည်းစိတ်သက်ခိုင်မာအောင်စူးစမ်းပါမယ်အငိုလည်းမတန်တော့ဘူးတော့အငိုမင်းသမီးတော့မကြိုက်ဘူးပြုံးမင်းသမီးဆိုရင်တော့ပိုကြိုက်တယ်ဟုတ်ပြုံးတော့မယ်ဟုတ်ဝင်းနာတယောက်ဖြစ်ဖို့တက်ဆိုတာထက်လေညီမကကျတော့ဒီမီဒီယာနဲ့တွေနဲ့တွေ့နေရတော့မှညီမတို့အရန်လုံးကျင်းတတ်နေပြီအရန်လည်းကျေးဇူးတင်နေတာမစူးစမ်းလို့ပြောချင်တာမဟုတ်ဆက်ပြီးတော့စူးစမ်းသွားမယ်ဒီမီဒီယာတွေကနေပြီးတော့တဆင့်ပေါ့နော် public နဲ့လည်းတီးခွင့်ရတာဖြစ်တဲ့ညီမအရန်ကျေးဇူးတင်တယ်ဆက်လက်ပြီးတော့ဒါကကိုယ်စိတ်ထဲမှာကျတော့ဒီထပ်ပိုစူးစမ်းရမယ်ဆိုတဲ့စိတ်လေးတော့ဟုတ်အဲ့ဒီဟာလေးတော့ဝင်လာတယ်ဟုတ်အင်းနဲ့ပါဆိုလူချင်တာပေါ့အကုန်လုံးအဲ့ဘာဆိုညီမတို့ဆိုရန်ကုန်မှာအိမ်မရှိဘူးလေ